ဒီစံတချို့ကလည်းလူနေရဲ့အထင်လွဲမှုကိုတော်တော်လေးခံကြရတယ်နော်ကဲဒီနေ့တော့အဲ့လိုအထင်လွဲခံရအောင်တတဝါတွေထဲကတစ်မျိုးဖြစ်တဲ့မွေတွေရဲ့အကြောင်းနဲ့ကျွန်တော်တို့နဲ့တူတို့ရဲ့ဆက်ဆံရေးကိုအမြင်တစ်ခုနဲ့ပြန်ပြီးကြည့်ကြရအောင်ပါဟုတ်ပြီဒီမေးခွန်းကနေပဲစလိုက်ကြရအောင်ဘာကြောင့်လဲဘာကြောင့်မွေဆိုတဲ့အတန်းကြားတာနဲ့လူအတော်များများကလမ်းဖြတ်သွားကြတာလဲဒါကတော်တော်လေးဖြစ်များပြီးအမတန်အားကောင်းတဲ့ခန်းစားချက်တစ်ခုဆိုတာကိုတော့အားလုံးလက်ခံကြမှာပါအမှန်တော့လေဒီအကြောက်တရားမှာစေးပညာအရာနာမည်တော်တည်တည်ချာချာရှိပါတယ် Ophidiophobia ရဲ့ဒါကဘာပြနေလဲဆိုတော့ဒီလိုကြောက်စိတ်မျိုးဟာကဘာပေါ်မှာလူတော်များများခံစားနေရတဲ့အသည့်အမှတ်ပြုထားတဲ့ဖြစ်စဉ်တစ်ခုပါပဲဆိုတော့လေဒီလိုခံစားချက်မျိုးရှိနေရင်ကိုတယောက်တည်းဖြစ်နေရတော့မဟုတ်ပါဘူးဒီအကြောက်တရားကဘယ်ကနေလာတာလဲဆိုတာကိုကြည့်လိုက်ရင်အကြောင်းရင်းတွေကအများကြီးပဲဗျတခါလင်ငယ်ကမွေနဲ့ပဲတက်ပြီးမကောင်းတဲ့တွေ့ကြုံရှိခဲ့တာမျိုးဒါမှမဟုတ်တန်တာဒီပုံပြင်းနဲ့ရုပ်ရှင်တွေထဲမှာမွေတွေကိုအန်တီရှုတဲ့သက်တော်ကြီးတွေအဖြစ်ပုံဖော်တာတွေကိုကြည့်ပြီးဆွဲသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ရဲ့ဘိုးဘီတွေကြီးကနေဆင်းသက်လာတဲ့ရှင်နေဗီဇက်စီကြောင့်အန်တီဖြစ်နိုင်တဲ့ຢာတွေကိုအလိုလိုရှောင်ရတတ်တာလည်းပါတာပေါ့ကဲဟုတ်ပြီလူတွေရဲ့အကြောက်တရားအကြောင်းပြောပြီးပြီဆိုတော့တစ်ဖက်ခံဒီပြန်ကြည့်ကြရအောင်ပဝင်းကျန်မှာမျိုးတွေတကယ်အရေးပါတဲ့အခန်းကဏ္ဍကဘာလဲဆိုတာကိုပေါ့အထူးသဖြင့်လူသားတွေအထက်တိုင်းရဲ့အကျိုးရှိတဲ့အချက်တွေနဲ့စလိုက်ကြအောင်မွေတွေဟာတဘာဝတရားကြီးရဲ့အကောင်းဆုံးပို့မွှားထိန်းချုပ်ရေးသမားတွေလို့ပြောလို့ရပါတယ်သူတို့ကကြွက်တွေလိုမျိုးတတ္တဝါငယ်လေးတွေရဲ့အရေးအတွက်ကိုထိန်းညစ်ပေးတယ်အဲ့လိုထိန်းညစ်ပေးတဲ့အတွက်ဘာချိုးကျေးဇူးတွေရလဲဆိုတော့ကျတို့စိုက်ပျိုးထားတဲ့တီးနှံတွေမဖြစ်စီတော့ဘူးပြီးတော့ကြွက်တွေကနေတဆင့်ကူးဆက်တတ်တဲ့ရုံးကစိုးရီပြန့်ကွာတာကိုလည်းကာကွယ်ပြီးသားဖြစ်ပါလားပေါ့ဒါပေမဲ့သူတို့ရဲ့အရေးပါမှုကပိုမွှားထိန်းချုပ်တာတစ်ခုတည်းနဲ့ရပ်မသွားပါဘူးအများကြီးပိုကျေပြန်းပါတယ်သူတို့ဟာ Geha system တစ်ခုလုံးရဲ့မျှခြေကိုထိန်းပေးထားတဲ့တကယ်ကိုအရေးပါတဲ့ကွင်းဆက်တစ်ခုပါဒီအစားအစာကွင်းဆက်ကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်မွေတွေကကြောက်လို့တတ္တဝါငယ်လေးတွေကိုစားတယ်တစ်ချိန်တည်းမှာပဲတိမ်ငတ်တွေမြေခွဲတွေလိုသားလဲကြီးတွေကမွေတွေကိုပြန်စားတယ်ဆိုတော့မွေတွေကအလဲကနေအရေးကြီးတဲ့နေရာမှာရှိနေတာပါသူတို့တာမရှိတော့ဘူးဆိုရင်ဒီကွင်းဆက်တစ်ခုလုံးရဲ့မျှခြေတက်သွားနိုင်ပါတယ်ဟုတ်ပါရဲ့သူတို့ကတခြားထီရဆက်နေတဲ့အစားဖြစ်ပေးယုံတက်ပဲလားတကယ်တော့အဲ့ဒီချက်ပိုးနဲ့နေပြီးပိုသိမ်းမွေတဲ့အရေးပါမှုတစ်ခုရှိနေသေးတယ်အဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတော့မွေတွေဟောသူတို့နေထိုင်တဲ့ပဝင်းကျင်တစ်ခုလုံးရဲ့ကျန်းမာရေးအခြေအနေကိုထင်ဟပ်ပြတဲ့ဇီဝညွှန်ကိုင်း bio indicator တွေလိုပါပဲသူတို့ရဲ့အခြေအနေကိုကြည့်ပြီးပဝင်းကျင်ကောင်းလားမကောင်းလားသိနိုင်တယ်ဆိုတဲ့သဘောပါဆိုတာကရှင်းနေပါပဲနေရာတစ်ခုမှမျိုးအိုးရတိတိသားသားကြာဆင်းလာပြီဆိုရင်အဲ့ဒီနေရာရဲ့ပဝန်းကျင်ဟာညဉ့်ညမ်းမှုတွေနေထိုင်ကြနေရပစ္စည်းမှုတွေလိုပြဿနာကြီးရှိနေပြီဆိုတဲ့ရှစ်ပြည့်တိတိပိတ်ချက်တစ်ခုချင်းနိုင်ပါတယ်တကယ်ကိုအရေးကြီးတဲ့အချက်ပါပဲကဲအခုပြောမယ့်အကြောင်းကတော့တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ်မွေတွေရဲ့အကြောက်စရာအကောင်းဆုံးရာဖြစ်တဲ့သူတို့ရဲ့အစိတ်ကနေလူအသက်တွေကိုကယ်တင်နိုင်တဲ့ဆေးဝါးတွေထုတ်လုပ်နိုင်တယ်ဆိုတဲ့အချက်ပါပဲအစိတ်ဆိုတာဖြက်စီးဖို့တတ်ပဲလို့အများစုကထင်ထားကြမှာပါဒါမဲ့အဲ့ဒီအမြင်ကိုခဏမိတ်ထားလိုက်ပါတကယ်တော့မွေအစိတ်ထဲမှာရှုပ်ထွေးလာတဲ့တပ်ပေါင်းတွေအများကြီးပါဝင်ပြီးဆေးပညာလောကအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်နေပါတယ်အန်ဩစရာကောင်းလောင်းအောင်ပါပဲမွေခွဲဖြည့်ဆေးဆိုတာကတော့အားလုံးသိပြီးသားပေါ့ဒါပေမဲ့ဂျီလာမွန်စာလို့ခေါ်တဲ့အစိတ်ပြင်းဖွက်တစ်မျိုးရဲ့အစိတ်ကနေအမျိုးစားကြီးစီချိုယောဂအသည့်ဆေးဝါးကိုဖော်ဆက်နိုင်ခဲ့ပါတယ်ဒါအပြင်တခြားမွေအစိတ်တွေကနေသွေးတို့ကြဆေးတွေနာကျင်မှုတက်တာဆေးတဲ့ဆေးတွေထုတ်လုပ်နေပြီးအစစ်အမြစ်ရောင်ယောဂလိုနာလာရှည်ယောဂတွေအတွက်ပါသူဒေသနာတွေလုပ်နေကြတော့မှပဲအခုဆိုရင်မွေတွေကဘလောက်တော့အရေးပါလဲဆိုတာကိုအားလုံးသိလောက်ရောပေါ့ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒီလိုအရေးပါတဲ့သတ္တဝါတွေဟာအခုခါမှကြီးမားတဲ့ NDA တွေနဲ့တကယ်ကိုရင်ဆိုင်နေရပါပြီဒီမှာကြည့်လိုက်ရင်အဓိကချင်းချောက်မှုကြီးနှစ်ခုကိုတွေ့ရပါလိမ့်မယ်အဓိကအကြောင်းရင်းကတော့သူတို့နေထိုင်ကျစားရနေရပြီးကျက်စီးဆုံးရှုံးတာက60%နဲ့ရာသီဥတုပြောင်းလဲမှုက40%ပါဒီနှစ်ခုစလုံးရဲ့နောက်ွယ်ကအဓိကတွန်းအားကတော့ကျွန်တော်တို့လူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်ပါပဲအဲ့ဒီနေထိုင်ရနေတာပျက်စီးမှုတို့ရာသီဥတုပြောင်းလဲမှုတို့ဆိုတာတကယ်တမ်းပါတယ်လေတစ်တော်တွေခုထွင်တာမြို့တွေချိုးချဲတာစိုက်ခင်းတွေချဲ့ထွင်တာတွေကြောင့်သူတို့ရဲ့အိမ်တွေပျောက်ကုန်တာပေါ့နောက်ပြီးအပူချိန်တွေမိုးရွာတဲ့ပုံစံတွေပြောင်းလဲလာတာကိုလည်းသူတို့ကခံနိုင်ရမရှိကြပါဘူးကဲအဆုံးသတ်အနေနဲ့ပြန်ချုပ်ရရင်မွေရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေကိုပြန်ပြီးစဉ်းစားကြည့်ကြရအောင်သူတို့ဟာပုံမွားထင်းချုပ်သူအစားအစာကွင်းဆက်ရဲ့အရေးပါတဲ့အစိပ်ပိုင်းပဝန်းကျင်ရဲ့ကျန်းမာရေးကိုညွှန်ပြသူပြီးတော့ကြံမိုးရှိတဲ့ဆေးဝါးတွေရဲ့အရင်းမြစ်တကယ်ကို Geha system ရဲ့မရှိမဖြစ်သူရဲ့ကောင်းတွေပါပဲဒီမိခွန်းလေးကတော့အလောတစဉ်းစားစရာတစ်ခုချန်ထားခဲ့ခြင်းပါတယ်ဒီချက်လက်ဒီအလုံးကိုတီးပြီးတဲ့နောက်မှာမြေတကောင်ကိုတွေ့ရင်အရင်လိုပဲကြောက်စရာချင်းချောက်မှုတစ်ခုဖြစ်မြင်နေအောင်မလားဒါမှမဟုတ်ကျွန်တော်တို့ကပါမြေအတွက်အဖို့တန်ပြီးကောင်းကွယ်စောင့်ရှောက်တဲ့ရတနာတစ်ခုဖြစ်အမြင်သစ်နဲ့ပြန်ပြီးမြင်လာမလားဆိုတာပါပဲ